တော်လေးအချင်းတွေစိုးနေနော်ပဲခူးတိုင်းဘက်မှာစစ်မှုထမ်းဆွဲတာကြကြောက်စရာကြီးဖြစ်နေတယ်ပြည်သူတွေစိတ်ညစ်နေရပြီကိုမရဲ့အမြင်အပြောမယ်ဟဲ့ဆိုလို့ရှိရင်တော့လုံးဝမလုတ်တဲ့အရာတွေပါနိုင်ငံခေါင်းဆောင်ကြီးကဘယ်လိုပဲပြုံးဖြီးဖြီးနေနိုင်ငံကိုနမရှွန့်ပိတ်နဲ့တာယာနေပါတယ်ပြောအောက်ချင်မှာတော့တခါတည်းပြည်သူတွေဟာခွေးပြေးဝယ်ပြေးနေပြီးတော့ကြောက်ရွံ့နေရတယ်ကြီးတန်းစာစားနေရပေါ်ရတယ်အဲ့တော့ဒီလိုခေါင်းဆောင်မျိုးသူတက်နေတဲ့ပွဲတွေဟာလာသူတာယာနေတဲ့အခြေအနေတွေနဲ့တကယ်တမ်းပြည်သူခံစားနေရတဲ့အခြေအနေတွေဟာမိုးနဲ့မြေတို့နော်ငရဲပြည်နဲ့နက်ပြည်တို့ကွာခြားလွန်းနေတာသူကိုယ်တိုင်သိဖို့လိုပါတယ်မင်္ဂလာပါနေ့စဉ်မြန်မာနိုင်ငံအတွက်ကနိုင်ငံရေးစီးရေးတိုက်ပွဲတဲ့များကိုနားဆင်နိုင်ရန်အတွက် like and share လေးလုပ်ပေးဖို့တောင်းဆိုပါရဗျာအဲ့တော့ဒါတွေအားလုံးပြည်သူတွေသိတဲ့တယ်လို့သူ့ပွဲကိုတက်နေတဲ့ပြည်သူတွေသိရမှာဖြစ်တယ်အားလုံးသိဖို့လည်းကိုတို့အားလုံးဝိုင်းပြောတင်ပါတယ်နော်အတိုင်းနဲ့ပတ်သက်ပြီးတော့ပြောပြီးမယ်သူမှန်များကိုချီးကျူးမှဖြစ်တယ်ပုံကိုယ်ချစ်ချင်းမုန်းချင်းကြုံမသိဘူးနေတာစိမ့်တာဝါလာပြတာကြုံမသိဘူးဒါပေမဲ့ပြည်သူရဲ့ဘက်ကနေရက်တည်မယ်ပြည်သူတွေဒုက္ခရောက်နေတာ哦ပြည်သူတွေကြားထဲမှာလုံဆောင်မယ်ပြောဆိုမယ်ဟဲ့ဆိုဘယ်သူကိုမဆိုအားပေးမှဖြစ်တယ်နော်အခုဆိုရင်ချီးမုန်းမကောင်းတာလေးကျွန်တော်တွေ့ရပါတယ်နော်ခင်ဗျားတို့တမန်တော်အားပေးထောက်ခံသူတွေထဲမှာအောင်ပါပဲပေါက်ဆရာတော်ပေါ့ပေါက်ဆရာတော်တို့ပါဆိုလို့ရှိရင်အခုဒီကိစ္စလေးတွေပေါ့မတရားမှုတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုပြလာတော့တွေ့ရတယ်ဒါဟာကျွန်တော်တို့ချီးကျူးတယ်ခင်ဗျားတို့အားလုံးသိထားမှာလေလူတယောက်ကိုခင်ဗျားတို့ကကျွန်တော်ပြီးခဲ့တဲ့ live မှာလည်းပြောခဲ့တယ်ဟာဘောမာလို့ခေါ်လိုက်တာ ਨੇ သူဟာဘောမာခြင်းစိတ်ပဲပေါက်လာမယ်နော်ပြီးလို့ရှိရင်တရားတာမတရားတာအပထားသူတို့စိတ်ထဲမှာတစ်ဖက်ဆောင်းနေဖြစ်သွားမယ်အဲ့တော့ခင်ဗျားတို့like ကြည့်နေတဲ့သူတွေရော reaction လုပ်နေတဲ့သူတွေရောအားလုံးကိုအကြံပေးချင်တာလေသူတို့ဘာပြောလဲနားထောင်ပါသူတို့နားထောင်တဲ့ခါမှာဥမာပြခင်ဗျားတို့မကြိုက်တဲ့ဗျာဘောမစကားပြောလို့ရှိရင်ခင်ဗျားဘောမလို့ခေါ်တဲ့တယ်ဒါပေမဲ့ပြည်သူတွေအတွက်ရက်တည်တဲ့အခါမှာတော့သူတို့တွေကိုချီးမြှောက်ပေးပါအားပေးချီးမြှောက်ပေးပါနော်အဲ့တော့အားပေးချီးမြှောက်ခြင်းနဲ့အပြစ်ပြောခြင်းနှစ်ခုကြားမှာမျှတဖို့လိုတယ်အဲ့ဒါမှလည်းသူတို့လည်းပြင်လာမှာဖြစ်တယ်ကိုမောင်မန်တရားပြောလို့ရအောင်လေးစားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့တော့အခုဆိုပောက်ကိုတော့ပြည်သူနဲ့ပတ်သက်ပြီးတော့ပြည်သူတွေဘက်ကနေရက်တည်ပြီးပြောဆိုတာအရန်ကိုဝမ်းသာဖို့ကောင်းတယ်နောက်တို့စနိုက်ပါစုပေါ့သူဆိုလို့ရှိရင်လည်းဒီအညီမလေးဆိုလို့ရှိရင်လည်းပြောဆိုနေတာတွေ့ရတယ်ဒါဟာကြိုးစိုးတဲ့နေပေါ့နော်ပိုင်ရဲကိုတို့ဘာလို့အစအခုဆိုရင်ဒါပြည်သူတွေဘက်ကနေပြီးတော့နော်ပြည်သူဒုက္ခတွေကိုရက်တည်ပြီးတော့ရဲဝင်ပြောဆိုတာတွေ့တယ်လုံးဝကြိုးစိုးတဲ့နေအဲ့တော့ခင်ဗျားတို့ကလည်းတစ်ချိန်လုံးပေါ့နော်မကြိုက်တာပြောလို့ရှိရင်ဆဲတင်ပါတယ်မှန်ပါတယ်ကြိုက်တာပြောတဲ့ခါကြလို့ရှိရင်တော့ခင်ဗျားတို့ချီးမြှောက်မှုတွေလုပ်ပါအဲ့တော့မှသာလျှင်သူတို့လည်းအားပေးခြင်းနဲ့ချီးမြှောက်ခြင်းနဲ့နော်နှိမ်ချခြင်းသူတို့ကိုပြပြောခြင်းကြားထဲမှာသူတို့ဘလို့နေတင်တယ်ဟုတ်လားဘသူဘက်ကရက်တည်တင်တယ်ဘသူဘက်ကပြောဆိုတင်တာကိုဆိုတော့ကိုသူတို့တဖြည်းဖြည်းနဲ့ပြင်လာမယ်လို့ကျွန်တော်မျှော်လင့်တယ်ထို့တူပဲဥမင်းအွန်လိုင်းကိုကျွန်တော်ဝေဖန်နေတာကျွန်တော်ဆိုရတဲ့သူမရှိပါဘူးဒါပေမဲ့သူမှန်တာလုပ်တဲ့ချိန်မှာကောင်းတာလုပ်တဲ့ချိန်မှာကျွန်တော်ဥမင်းအွန်လိုင်းကိုဘယ်တော့မှများကောင်းတာမပြောတာရှိတယ်ဗျာနော်ကောင်းတာလို့လည်းဝေပြောပေးသလိုနော်မကောင်းတာလို့လည်းဝေဖန်ရမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့လည်းမှာတာဝန်ရှိတာအမုန်းတရားစိတ်ကြီးတစ်ခုတည်းနဲ့တော့နိုင်ငံရေးကြည်တာတွေနော်နိုင်ငံရေးထဲမှာကျင်းတဲ့နေရာတွေမလုပ်သင့်ဘူးလို့ကျွန်တော်အကြံပေးချင်တယ်ကျွန်တော်ညီကောင်မောင်မအမျိုးတွေအားလုံးပေါ့ဗျာနော်ကျွန်တော်တောင်းနေကြီးမှာလည်းကိုမောင်ပေါ်တာဆွဲနေတာအရမ်းပဲဗျာတဲ့လာစင်ကြီးလည်းပေးရတယ်ပေါ်တာဆွဲတာလည်းခံရတယ်နော်တော်တော်စိုးနေပါလေအချိန်တွေကလေးစားပါတယ်စပါလို့နာမည်နော်ဟုတ်ကဲ့ပါအမှန်ပြောသူမင်္ဂလာပါကောင်မောင်နဲ့မင်္ဂလာပါအဲ့တော့ကျွန်တော်တို့ခင်ဗျားတို့ပြည်သူတွေကတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရင့်ကျက်ဖို့လိုတယ်ပို့ပြီးတော့ဘယ်လိုခေါ်မလဲထက်မြက်ဖို့လိုနေပါတယ်နော်ထက်မြက်ဖို့လိုနေပါတယ်ထက်မြက်မှသာလေကိုယ်နိုင်ငံရေးမှာအကောင်းဆုံးပေါ့အကောင်းဆုံးကိုယ်နိုင်ငံကိုတက်မှတ်နိုင်မယ်ပြည်သူတွေအားလုံးကလည်းတက်မှတ်ဖို့လိုတယ်နော်ပြည်သူတွေအားလုံးဝိုင်းတက်မှတ်ဖို့လိုတယ်အမှန်တရားကိုအမှန်လို့မြင်လို့လေးစားပါတယ်ကိုမောင်နဲ့ဟုတ်တယ်ကျွန်တော်တို့ကတော့ပြည်သူဘက်ကပဲရက်တင်ရတယ်ရင်းနေရတဲ့ပြည်သူဘက်ကပါပဲနော်အခုလည်းပြည်သူဘက်ကပဲနောင်လည်းပြည်သူဘက်ကပဲထာဝရရက်တည်သွားမှာဖြစ်တယ်ကျွန်တော်ရဲ့အလုပ်က the voice of the voiceless ဆိုလိုချင်တာကမိမိကိုယ်အတွက်မိမိပြောဆိုဖို့တော့မရဲဝင့်ဖြစ်နေတဲ့အားနည်းနေတဲ့သူတွေဘက်ကရက်တည်ရမှာဖြစ်တယ်အခုမြန်မာနိုင်ငံအခြေအနေကိုကျွန်တော်သွားတယ်အခုအားလုံးကပြောကြတယ်ပေါ့ဗျာနော်ဟိုဒီ NUG ကိုကြားတော့ဘာဖြစ်လို့မဝေဖန်လဲ PDF ကို PDF နဲ့ NUG ကိုကျွန်တော်ဝေဖန်ခဲ့တာနှစ်ပေါင်းမရှိဘူးဆိုရှင်အနှိမ့်ဆုံး3နှစ်ကျော်မှရှိပါတယ်အခုမြန်မာပြည်အခြေအနေမှာကျွန်တော်တို့ရဲ့ယက်တီချက်ကိုကအားနေတဲ့သူတွေဘက်ကယက်တီရမယ်နောက်တစ်ခုကမတရားခံနေရတယ်ဗျာမတရားခံနေရတာကို
ရက်တီပြီးပြောဆိုရဲရလာအောင်အခွင့်အရေးမရှိဘူးအခြေအနေမရှိဘူးအဲ့တော့ဒီလိုလူမျိုးတွေကိုကျွန်တော်ရှာဖွေပြီးသူတို့တွေဘက်ကနေပြီးတော့သူတို့တွေရဲ့ကိုစားရက်တီပေးရမှာဖြစ်တယ်အဲ့ဒီအခြေအနေကအခုဘယ်မှာရှိနေလဲခင်ဗျပြည်ပမှာလည်းရှိတာမဟုတ်ဘူးတကယ်တမ်းဖြစ်နေတာအဲ့ဒါမြန်မာပြည်တွင်းမှာဖြစ်နေတာမြန်မာပြည်တွင်းမှာဆန္ဒကျွန်တော်ပြောသလိုမိမိကိုယ်ကိုဒုက္ခခံနေရတယ်မတရားခံနေရတယ်ဒါပေမဲ့မပြောရဲဘူးကြောက်နေရတယ်ဒီလူတွေရဲ့ကိုစားကျွန်တော်တို့ကပြောပြရတာဖြစ်တယ်အဲ့တော့ဒီတာဝန်ကျွန်တော်အခုလည်းယူသွားမှာဖြစ်နောက်လည်းယူသွားမှာဖြစ်တယ်ဟိုရင်ကလည်းဒီတာဝန်ကိုပဲကျွန်တော်ယူထားတာဖြစ်တယ်နော်မင်္ဂလာပါကောင်မကြီးတဲ့ငွန်တန်းဟုတ်ကဲ့ပါလောကကြီးမှာယူသွားစွာနေပါတယ်ဟုတ်ကဲ့မင်္ဂလာပါကောင်မမင်္ဂလာပါနော်အဲ့တော့ယူခိုင်ကျုပ်နာမည်ရလေဗုဒ္ဓဂုံကြီးဆရာတော်ဘာပြောချင်လဲပေါ့လေဟုတ်လားဗုဒ္ဓဂုံကြီးဆရာတော်ဆိုတာကဆရာတော်ဘာဖြစ်တယ်လေတော့သူရဲ့နိုင်ငံရေးယူဆတွေရှိတယ်သူရဲ့လူမှုရေးယူဆတွေရှိတယ်သူရဲ့ဆောင်ရွက်ချက်တွေရှိတယ်ဒါသူရဲ့သီးပုဂ္ဂလဆောင်ရွက်ချက်တွေပါကျွန်တော်ဝေဖန်ပြောဆိုဖို့ဆိုလို့ရှိရင်သူဘာလုပ်လဲဆိုတော့ကျွန်တော်ကနနကြည့်ဖို့သိဖို့လိုပါတယ်အခုနောက်ပိုင်းပေါ့ကျွန်တော်ရဲ့အလုပ်လေးတွေမအားတာတကြောင်အားကြောင့်မလို့သေချာလေ့လာထားမှုမရှိတဲ့အတွက်ကြောင့်မလို့ဘာမှမပြောချင်ပါဘူးနော်မပြည်သူတွေဝိုင်းကောင်းအောင်ပြည်သူတွေဝိုင်းချစ်ကုန်ပြီတဲ့ကျေးဇူးအများကြီးတင်ပါဗျာဒီခင်ဗျားတို့ချစ်တဲ့အချစ်တွေနဲ့ပဲကျွန်တော်ရက်တည်နေနိုင်နေတာပါမြို့ပြင်မှာနေရရွာပြင်မှာပဲနေရကျွန်တော်နေပြောပါတယ်နော်ခင်ဗျားတို့အချစ်တွေအဓိကပါဗျာနော်နှွေးထွေးနေပါတယ်ကျွန်တော်အခုတော့တဲ့ NUG ပါဝင်တဲ့ K3C ဆွေးနွေးရတာတွေ့ရတယ်ကိုမောင်းတဲ့အမြင်နဲ့ဒါပဲလေဒီတိုင်းရင်းသားလက်နက်ကင်တွေအကုန်လုံးတည်ထားတာဘာလဲဆိုတော့ NUG မရှိပဲခင်ဗျားတို့ဒေါ်လာရေးတိုင်းရင်းသားလက်နက်ကင်တွေရဲ့ဒေါ်လာရေးဟာလေဒီလောက်ထိရှိတော့မနိုင်နော် NUG ကြာရှုံးတဲ့နေခင်ဗျားတို့တိုင်းသားလက်နက်ကင်လည်းကြာရှုံးတဲ့နေပါပဲအဲ့တော့ဒိုမီနိုသီယိုရီနဲ့သွားနိုင်ပါတယ်အဲ့တော့ NUG ကြာရှုံးရင်သူတို့လည်းကြာရှုံးမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့မယုံမရှိနဲ့နော်အဲ့ဒါကြောင့်မလို့ဆွေးနွေးလာတယ်ဆိုတာကအံ့ဩစရာမဟုတ်ပါဘူးတိုင်းသားလက်နက်ကင်တွေခေါင်းဆောင်တွေကဒီလောက်ထိမတုံးဘူးလို့ကျွန်တော်နားလည်ထားတယ်နော်လေးစားပါတယ်ခင်ဗျာချစ်ချူတသားလေးနဲ့အမှန်တရားကိုပြောတဲ့ကောင်မကိုအရင်လေးစားတယ်တဲ့တန်ဟုတ်ကဲ့ပါခင်ဗျာနော်ပြန်ချစ်ပြီးကောင်မကြီးပြန်ချင်းပြီးကောင်မကြီးတဲ့မပြန်ရဲသေးဘူးတဲ့အခုနောက်ပိုင်းပေါ်တာညဘက်မဟုတ်ဘူးတဲ့တက်ဆွဲနေတာဒီပေါ့အဲ့ဒီပေါ်တာနဲ့ပတ်သက်လာလို့ရှိရင်အားလုံးဝိုင်းပြောတင်တယ်ခင်ဗျားတို့ကလည်းဝိုင်းပြောဖို့မမေ့နဲ့နော်ဝိုင်းပြောတဲ့သူတွေမှလည်းခင်ဗျားတို့ချစ်တဲ့သူကပြောတာလည်းရှိမယ်ဟုတ်လားမုန်းတဲ့သူကပြောချစ်တဲ့သူပဲပြောမုန်းတဲ့သူပဲပြောပြည်သူကိုစားရက်တည်ပြီးပြောဆိုပေးမယ်ဟဲ့ဆိုရှင်ခင်ဗျားတို့အားလုံးကြိုးဆိုရမယ်အခုလက်ရှိအခြေအနေမှာခင်ဗျားတို့တိတ်မုန်းပါလေဆိုတော့ခင်ဗျားတို့ဘောမလူသတ်မှတ်ထားသောသူတွေအခုကပင်လင်းဒီကိစ္စတွေကိုဝိုင်းဝန်းပြောဆိုလာပြီနော်အဲ့တော့သူတို့တွေပေါ်မှာလည်းခင်ဗျားတို့ကဘာနဲ့လားတဲ့တူလဲဆိုတော့ကြတော့တခါဘုံမှတစ်သက်လုံးဘောမဆိုတာမဟုတ်ဘူးလေဟုတ်တယ်လားစစ်ကောင်းဆောင်တယောက်နိုင်ငံတော်အာဏာကိုအတင်းအာဓမလူယူထားတဲ့သူတယောက်နော်ဒီလိုစစ်ကောင်းဆောင်တယောက်ကအကယ်ဒမီပေးပွဲမှာလာပြီးစကားပြောတယ်ဘယ်သူကတော့ဘာပြောရဲမှာလဲပြောချင်တဲ့တောင်မှကြိတ်မိတ်ပြီးခံစားနေရတာပေါ့နော်ဒါပေမဲ့သူအားပေးထောက်ခံသူလည်းရှိပါတယ်ဒါပေမဲ့သိထားပါသူကသူအားပေးထောက်ခံသူရှိမရှိသူဟာအခုလက်ရှိနိုင်ငံရေးအာဏာနဲ့အကြီးအကဲအာဏာရာတို့ကိုရယူထားတာအတင်းအကျပ်ရယူထားတာဖြစ်တယ်နော်ဘယ်ပြည်သူကမှရွေးကောက်တင်မြှောက်ထားမှာမဟုတ်တဲ့အတွက်ကြောင့်မလို့သူ့ကိုမုန်းတဲ့သူကဒုနဲ့တေးရှိတယ်ဆိုတော့သူသိဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီသူ့ကိုမဖိတ်လဲလာမှာပဲဖိတ်လဲလာမှာပဲအဲ့ဒီအတွက်ကြောင့်မလို့ဒါကိုမပြောရတဲ့သူတွေရှိတယ်အဲ့တော့သူတို့ကိုစားကျွန်တော်တို့ရက်တည်ပြီးတော့ဦးမင်းအောင်လိုင်းဆင်ချင်လာအောင်ကျွန်တော်ကပြောမှာပေါ့နော်အဲ့တော့ဆန္ဒကျွန်တော်ပြောသလိုလုံးဝမပြောနိုင်တဲ့သူတွေမရက်တည်နိုင်တဲ့သူတွေဟာလားသူတို့တွေကိုစားရက်တည်ပေးရမှာပါနော်ဒါကတော့အကယ်ဒမီပေးဖို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်တက္ကသိုလ်မှာဘွဲ့သွားယူတဲ့ကိစ္စဒါလည်းတက္ကသိုလ်ကတော့သူမှငေါတို့သွားထိုင်နေသူတွေကတော့ဘယ်သူကကျင်းနေမှာလဲဗျအားလုံးကအကျိုးကြောင့်အစိုးကောင်းအောင်နားလေတဲ့အတွက်ကြောင့်မလို့ဒီဂရီတွေဘွဲ့တွေယူထားတဲ့သူတွေကြီးပဲအဲ့မှာအလကားလူတွေတော့တယောက်မှမပါဘူးအခြာပင်ပေါ့ဗျာခင်ဗျားပြောနေအခြာပင်တော့တယောက်မှမပါဘူးသူတက္ကသိုလ်ဘွဲ့သွားယူတဲ့အချိန်မှာသူ့ပါရဂူဘွဲ့ပေးလိုက်တယ်လူမှုစီမံခန့်ခွဲလူမှုစီမံခန့်ခွဲရေးတယ်အဲ့ဒါသူသွားယူတယ်အဲ့မှာထိုင်နေသူအသက်အရွယ်အားဖြင့်လဲကျွန်တော်တို့မိဘအရွယ်တွေရှိရတဲ့သူတွေပါတယ်နော်ကျွန်တော်အကိုအရွယ်တွေအမအရွယ်တွေအများကြီးပါပါတယ်အဲ့တော့ဒီလူတွေရဲ့အသိဉာဏ်မသေးပါဘူးဒါပေမဲ့လည်းဘာထပြောရမှာလဲအဲ့တော့မပြောရတဲ့သူတွေကိုစားကျွန်တော်တို့ကပြောပေးဖို့ကျွန်တော်ကပေါ့နော်ကျွန်တော်ကပြောပေးဖို့အချိန်တွေကရှိလာပြီအဲ့တော့ကျွန်တော်ပြောတယ်ပေါ့ဗျာနော်သူကိုစင်ချင်လာအောင်ကျွန်တော်ပြောရမှာပေါ့ကိုမောင်တော်လိုင်းဘက်တော်သားဆိုတော့ကျွန်တော်တို့သိတယ်တဲ့သူကဘောမထင်နေကြတာထင်မြင်မှုနဲ့ပတ်သက်ပြီးတော့တောင်းတောင်းဖြည့်ရှင်းခဲ့ပါတယ်ဒါမဲ့တော့ကိုယ့်ရဲ့ယက်တီချက်ကိုတော့အမြဲတမ်းပြောပြနေစမြဲပဲနော်
ဦးမင်း online ကတဲ့ဟာလားနော်တခိုးကြီးတဲ့ဟာလား NUG ကတခိုးသေးလေးဆိုတာဟုတ်သလားအကိုတဲ့တခိုးကြီးတခိုးလေးဆိုတော့ခါကြတော့ဒါစကားကိုねတလုံးနဲ့ဖြည့်ရှင်းလို့မရဘူးဗောနော်ခိုးတယ်ဟေးဆိုလို့ရှိရင်ဘာတွေခိုးသလဲဒါမျိုးလေးတော့ပြောအောင်ဗောနော်အဲ့တော့ခြားစားမှုဆိုတာတော့ခိုးတယ်ဆိုတာတော့မဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့အဖွဲ့အစည်းနဲ့လုပ်တဲ့အတွက်ကြောင့်မလို့ခိုးလို့ရှိရင်တော့ထိမှာပဲเนาะဦးမင်းအောင်လိုက်ခိုးရင်လည်းဦးမင်းအောင်လိုက်ထိမှာပဲအဲ့တော့ energy ခိုးရင်လည်း energy လည်းအဖွဲ့အစည်းနဲ့ပါပဲ energy ဆိုပြီးတော့တယောက်တည်းနဲ့အလုပ်လုပ်နေပေါ့လေတယောက်တည်းဆိုခိုးခြင်းခိုးလို့ရတယ်ဒါပေမဲ့ energy ဒီအဖွဲ့အစည်းနဲ့အလုပ်လုပ်နေတာဖြစ်တယ်အဲ့ဒီမှာအဖွဲ့အစည်းနဲ့အလုပ်လုပ်ပြီဆိုလို့ရှိရင်ခိုးခြင်းဆိုတာလည်းနှဆိုင်နဲ့ဘာလဲဆိုလို့ရှိရင်ခြားစားခြင်းဆိုတာရှိတယ်အဲ့ဒီခြားစားခြင်းကိုတော့ဦးမင်းအောင်လိုက်လည်းခြားစားရဲဆိုတာကျွန်တော်တန်ရရှိစရာမရှိတော့ဘူးเนาะသူလည်းခြားစားမှာပဲသူ energy လည်းခြားစားမှာပဲခြားစားခြင်းအကျင့်ပြတ်ခြားစားခြင်းကတော့energy မှာလည်းရှိမှာပါလူဖြစ်သည်လျောက်နိုင်ငံရေးသဘောတရားတွေရှိတယ်เนาะကိုမောင်နဲ့တက်ထောက်ခံသူတဲ့ lobby လုပ်ပေးသူဇော်ဘောဟင်းကိုတောင်းအခုလိုလောက်တာဘယ်လိုမြင်လဲကိုဇော်ဘောဟင်းပေါ့နော်ဘာမှမြင်လို့မရဘူးဘာကြောင့်လဲဆိုတော့ကိုဇော်ဘောဟင်းပြောတာတွေဆိုတာတွေနဲ့ပတ်သက်ပြီးတော့သူဥပဒေနဲ့ညီဆုံးလို့ရှိရင်တော့ဥပဒေရဲ့ထက်မှာဘယ်သူမှမရှိတင်တာတော့အမှန်ပါပဲအဲ့တော့ကိုဇော်ဘောဟင်းဒီဥပဒေနဲ့ညီဆုံးလားညီဆုံးလို့ရှိရင်တော့ဥပဒေအတိုင်းပဲအရေးယူတင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ကတော့အသက်ညာဆုံးပေါ့ဗျာနော်အသက်ညာဆုံးဖြစ်စေခြင်းခဲ့တယ်အဲ့အတွက်လည်းကျွန်တော်တွန်းတိုက်လေးတွေဝေဖန်ပြောဆိုခဲ့တာရှိတယ်။ဒါပေမဲ့လည်းဥပဒေရဲ့အထက်မှာဘယ်သူမှမရှိပဲဗျာနော်။ဘယ်သူမှမရှိတဲ့အတွက်ကြောင့်ကိုဇော်ဘောဟင်းကိုအမှုတွေကိုဆွဲတာမှာအမှုဆွဲတဲ့အသင်းကအညိုးတွေအတေးတွေနဲ့ဆွဲတာဟုတ်နော်။အဲ့တော့အဲ့နေရာမှာသွားကြည့်သူတို့ရဲ့အာဃာတတော်တော်ကြီးပါလားပေါ့နော်။ကြီးတဲ့ခါမှာတော့ကျွန်တော်တို့ဘက်ကလည်းကျွန်တော်ဘက်ကလည်းသုံးသက်ကြည့်ပါလား။အဲ့တော့ကျွန်တော်လည်းဖြစ်တင်တာပါလဲဆိုတဲ့ခါကျတော့အခုနိုင်ငံခေါင်းဆောင်နေနော်အာဏာပိုင်တွေအရာရှိတွေအနေနဲ့ကခင်ဗျားတို့ကိုသူ့ဘောပဲမထမိန်ပဲခြုံစသဖြင့်ပေါ့ဗျာနော်အဲ့လိုမျိုးတွေပြောနေကြပါမယ်ထားပါကျွန်တော်ဒီစကားလေးကလည်းမခေါ်သင့်ပါဘူးနော်စစ်တပ်ပဲထောက်ခံဒေါ်လာကြီးပဲအားပေးထောက်ခံလုံးဝသူတို့ရဲ့အကျိုးစီးပွားနဲ့ပေါ့နော်ညီဆုံးလာပြီဆိုလို့ရှိရင်တော့ချုပ်တဲ့ထက်ထောင်တဲ့ထက်မှာပဲလေအဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်အားလုံးမှာအခုမြန်မာနိုင်ငံမှာရှိနေသောဆယ်လီတွေနိုင်ငံရေးဆယ်လီတွေပြောကျွန်တော်တို့ဟောပြောနေတဲ့သူတွေအကုန်လုံးလက်သိတင်တာကခမားတို့တွေဘလောက်ကြီးပဲတက်မတော်ပေါ်ကောင်းเนาะအဖပေါ်ကောင်းအဖပေါ်ဘောမနေအားပေးနေထောက်ခံနေပေါ့ဗျာနော်ဒါပေမဲ့ခမားတို့တကယ်တမ်းဖြစ်လာပြီဆိုရှင်ခမားတို့မျက်နှာထောက်ထားမှာမဟုတ်ညှာမှာမဟုတ်အဲ့တော့ခမားတို့လည်းဘာဖြစ်တင်လဲဆိုတဲ့ခါကျတော့ခမားတို့ဘောမကလည်းမှားတာပေါ့နော်ဆိုလိုချင်တာခမားတို့ထောက်ခံတာလည်းထောက်ခံတာပေါ့ဒါပေမဲ့အမှန်တရားရဲ့အထက်မှာဘယ်သူမှမရှိတဲ့ထောက်ခံမှုမျိုးနဲ့ထောက်ခံတဲ့တယ်အဲ့တော့မှသာလေတစ်ချိန်ကိုခံရတဲ့ခါကျလို့ရှိရင်ငါအမှန်တရားပြောခဲ့လို့ဆိုတဲ့စိတ်တက်ခံစားချက်ကလေးကကိုဖြေတာနိုင်တယ်ငါအမှန်တရားပြောခဲ့တာထောင်ကြလဲခံနိုင်တယ်တိတ်လဲခံနိုင်တယ်ရိုက်လဲခံနိုင်တယ်ပုတ်လဲခံနိုင်တယ်ဒါမဲ့ကွာငါဘောမခဲ့ရတာနဲ့ငေါ့ထောင်ချရက်တယ်ဆိုတဲ့ခံစားချက်မျိုးမရှိစေချင်ဘူးအဲ့တော့တစ်ချိန်မှာငါအမှန်တရားပြောခဲ့လို့ထောင်ချခံရတယ်ဆိုတဲ့ခံစားချက်မျိုးဆိုလို့ရှိရင်ထောင်လဲဖြေတာတယ်တေတံလဲဖြေတာတယ်နော်ရွာပြည်မှာနေရလဲဖြေတာတယ်ဒါမဲ့ကွာငါမှာတော့မလိုက်ရတာငါတော့မညာဘူးဆိုတဲ့ခံစားချက်မျိုးတွေမရှိစေချင်ဘူးအဲ့တော့ကိုဇော်ဘောဟိန်းအနေနဲ့လည်းသူအရင်တည်းကလည်းဒီခံစားချက်မျိုးနဲ့သူလုပ်ခဲ့တယ်လို့ကျွန်တော်သူပြောဆိုမှုတွေပေါ်မှာအခြေခံပြီးကြည့်မယ်ဆိုကျွန်တော်ယုံကြည်တယ်နော်သူဒီတမလို့လူကြီးမင်းတွေဖြစ်သည့်တိုင်အောင်မှာပဲဝေဖန်ထောက်ပြမှုတွေရှိတယ်စစ်တပ်ကိုထောက်ပြတယ်အာဏာပိုင်တွေရဲ့ဆောင်ရွက်ချက်တွေလွဲနေတာတွေထောက်ပြတယ်ထောက်ပြအတွက်ကြောင့်မလို့သူတော့ခံစားရမှာပဲငါမှန်တရားကိုပြောခဲ့တာပဲအမှန်တရားကိုချစ်တဲ့သူတရားအနေနဲ့ထောင်ချလဲရဲတယ်နော်ဖြည့်တာတယ်အေးအခုတူတွေကိုကျွန်တော်ပြောချင်တာလေကွာငါမှမလိုက်ရတာလားအဲ့မိုင်းနဲ့အချိန်တော့ငါ့ဘောပဲပြီးတာပဲဆိုတဲ့ပုံစံမျိုးတွေဖြစ်ရလိမ့်အောင်ဘာလို့အောင်လဲငါဒီအမှန်တရားရဲ့အထက်မှာဘယ်သူမှမရှိဘူးဆိုတဲ့ခံစားချက်နဲ့နိုင်ငံရေး platform ကိုယူပါနော် selly platform ကိုယူပါထင်ပေါ်ခြင်းစောတစ်ခုတည်းနဲ့တော့မလုပ်ပါနဲ့နော်အမှန်တရားကပြောလို့မရဘူးတော့မပြောပါနဲ့မြန်မာနိုင်ငံမှာဥပဒေရှိပါတယ်အမှန်တရားဥပဒေမူပေါင်းတွေကနေပြီးတော့နော်ရှင်းလဲလျှောက်တာပြားလဲဆွဲတာဆိုတဲ့ပုံစံမျိုးတွေအခြေအနေမှန်ကိုပြောပြလို့ရပါတယ်နော်အဲ့လောက်ဒီလဲကျုပ်မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ဦးဆောင်မင်းတရားကြီးတွေကအသိဉာဏ်မနှဲလောက်ဘူးလို့ကျွန်တော်လုံးဝယုံကြည်နေချင်သေးတယ်နော်ကမောင်ရေးတဲ့ကျေးဇူးပြု ICJ တရားစီရင်ချက်ချမှတ်တော့ပဲဆိုတော့စစ်ကောင်းဆောင်တွေညှိနှိုင်းလာICJ ရဲ့
ဆွဲပုံလုပ်ပုံကင်ပုံတွေအားလုံးကိုကျွန်တော်ဝေဖန်ကြည့်ခဲ့ပါတယ်နော်စာလုံးအစဆွဲကလေးကခိုင်မာမှုအားနေတာနံပါတ်1ချက်ဟုတ်ကျွန်တော်တို့အမှုသွားမှုလာရင်းနဲ့ကြည်တေချာကြည့်တဲ့အခါမှာတစ်ဖက်ကနိုင်ငံရေး PR တွေတအားကြီးပါတယ်ဒါပေမဲ့တရားရုံးကိုဒါမျိုးတော့လုပ်လို့မရပါဘူးအဲ့ဒီတော့ကြောင့်မို့လို့အမှုသွားမှုလာအဖြစ်မြန်မာဘက်ကအခြေအနေကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ National Security Defense ကိုအကောင်းဆုံးသုံးချသွားနိုင်တယ်နော်နောက်တစ်ခုကမျိုးသားကာဝေးပေါ့မျိုးသားလုံခြုံရေးကိုအကောင်းဆုံးသုံးချသွားနိုင်တယ်ဒါနောက်တစ်ခုကတစ်ဖက်ကလည်းဒီထက်ပိုပြီးတော့ human proof ကိုသုံးတယ် human proof ဆိုတာကကြားနာစစ်ဆေးမှုမှာvictim လို့ခေါ်တဲ့ဒီဘယ်လိုခေါ်မလဲတို့ခံခဲ့ရတဲ့သူတွေလားဇာကန်တွေပေါ့ဆိုလိုချင်တာကဒီလူတွေကိုတေချာကိုမေးတယ်မေးမြန်းတဲ့အခါမှာ human proof ကိုရသွားတဲ့အခါမှာ ICJ မှာ genocide intent လို့ခေါ်တဲ့လူမျိုးတုံးတပ်ဖြတ်မှုဆိုတာတော့မမြောက်လာဘူးမမြောက်ဘူးဆိုပေမဲ့စစ်ရာဇဝတ်မှုကတော့မြောက်တယ်စစ်ရာဇဝတ်မှုကတော့စစ်ရာဇဝတ်မြောက်ရင်တော့ဒီမြန်မာတပ်ကျွန်တော်တို့မြန်မာပြည်ကမရှုံးပါအောင်မရှုံးဘူးဆိုပေမဲ့ဒီအမှုက legal framework ဖြစ်သွားတယ်ဘယ်လိုခေါ်မလဲဆိုတော့ကိုးကားစရာအမှုဖြစ်သွားတယ်ကိုးကားစရာအမှုဖြစ်သွားတဲ့ကြောင့် ICJ မှာမြန်မာအနေနဲ့တော့ရင်ကော်ပြီးထွက်လာနိုင်အောင်မယ်လို့ကျွန်တော်မျှော်လင့်နေတော့မယ်ဒါပေမဲ့ခေါင်းဆောင်တွေညှိနိုင်လားဆိုတော့ခေါင်းဆောင်တွေကညှိမယ်ခေါင်းဆောင်တွေညှိမယ်ဆိုတဲ့အခါကျတော့မြန်မာကမ္ဘာမှာတောက်လျှောက်မှာတရားစွဲလို့ရသွားပြီနော်ကျွန်တော်တို့ဒီပေါ့ Universal Jurisdiction ဆိုတာတက်ရှိတယ်နိုင်ငံတွေကနေပြီးတော့တရားစီရင်မှုဆောင်ရွက်တာအဲ့ဒီမှာနိုင်ငံတွေအားလုံးမှာတရားပတ်ဆွဲမယ်ဟေးဆိုလို့ရှိရင်တော့နိုင်ငံကတော့အခုလောလောဆယ် ICJ မှာအလားအလာကောင်းပါတယ်ဒါပေမဲ့တေတော့မတိချသေးဘူးเนาะအလားအလာကောင်းတယ်ဒါပေမဲ့တော့အဖတွေတော့ညှိနိုင်တယ်အဖတွေအဲ့ဒီပြစ်မှုကျူးလွန်ခဲ့သူတွေညှိမှာပါเนาะအဲ့တော့ဆိုရမယ်ဆိုလို့ရှိရင်ပေါ့ဗျာเนาะနိုင်ငံကိုနိုင်စီခြင်းတဲ့သူတွေနိုင်ကြမှာပါဒါပေမဲ့လည်းခင်ဗျားတို့ပေါ့အဖကိုမုန်းတဲ့သူတွေเนาะအဖကိုမကြိုက်တဲ့သူတွေအတွက်ကတော့ခင်ဗျားတို့တွေနိုင်ပါတယ်ခင်ဗျားတို့လည်းနိုင်ပါတယ် ICJ ကဘယ်သူမှမရှုံးတဲ့အမှုလို့ပြောရမှာပါခင်ဗျားတို့အားပေးထောက် ICJ ကို ICJ မှာမြန်မာတရားစွဲဆိုခွင့်နဲ့ပတ်သက်ပြီးတော့အားပေးတယ်ကွာဆိုတာအဲ့လိုလူမျိုးတွေအဲ့ဒီအင်အားစုတွေကိုကြတော့ဒီဘက်ပေါ့နိုင်ငံအမျိုးသားရေးဘက်ကဘာပြောလဲဆိုတာဒီလူတွေကပြည်ဖြတ်တယ်နော်နိုင်ငံပေါ်မှာသစ္စာဖောက်တယ်နိုင်ငံကိုဘယ်လိုခေါ်လဲနိုင်ငံဖြတ်စည်းနေတဲ့သူတွေလို့ပြောကြဒါပေမဲ့သူတို့ဘက်အမြင်မှာကြည့်တဲ့ခါမှာလည်းအဲ့ဒါလေသူတို့ပေါ်မှာအဖတွေစိုးခဲ့တာဟုတ်နော်စိုးခဲ့တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ခံစားချက်ကလည်းနားလည်ပေးရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ခင်ဗျားတို့နှစ်ဖွဲ့စလုံးဘယ်သူမှမရှုံးဘူးလို့ကျွန်တော်သုံးသပ်ရတယ်ပေါ့နော်ဆိုလိုချင်တာကICJ အမှုမှာပတ်သက်ပြီးရှုံးစေခြင်းတဲ့သူတွေလည်းခင်ဗျားတို့နိုင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင် ICJ က legal framework တစ်ခုရသွားသလိုเนาะအကိုကတစ်ခုရသွားတယ်ရှေ့ဆက်ဆွဲမဲ့အမှုတွေအတွက်ကဦးမင်း online တို့အုပ်စုတွေတော်တော်များများတရားစွဲခံမှုမှာရှေ့ဆက်ဆွဲမဲ့အမှုတွေမှာအားကောင်းသွားမယ်ဒါတော့အဲ့တော့ခင်ဗျားတို့ကအကျိုးမြတ်ရသွားမယ်ထို့တူ ICJ မှုကိုနိုင်စေခြင်းတယ်เนาะကောင်းစေခြင်းတဲ့စစ်မှာကျွန်တော်လည်းပါတာဟုတ်ဘာလို့လဲကြောင့်မို့ကျွန်တော်လည်းရှုံးမယ်လို့တော့ကျွန်တော်မမျှော်လင့်ဘူးဘာကြောင့်လဲဆိုတော့အလားအလာကောင်းပါတယ်เนาะဒါပေမဲ့ပြောလို့တော့မရသေးဘူးဗျာနော်မိသားစုထဲမှာတားကြီးကလူသက်သမားဖြစ်နေပြီးတအိမ်လုံးကိုတရားစွဲလို့မရပါဘူးအဲ့တော့ ICC တရားစွဲမှုတွေနောက်ထပ်အများကြီးရောက်လာနိုင်တယ်နော်နောက်ထပ်ဘယ်လိုခေါ်မလဲ Universal Jurisdiction တရားစွဲလို့ရမယ်ဟိုဒီမောမှာတရားစွဲမှုတွေလာမယ်ဖင်လန်မှာလည်းတရားစွဲခြင်းစွဲလို့ရတယ်နော်ကြိုက်တဲ့နိုင်ငံတွေမှာတရားပတ်စွဲလို့ရတော့တရားစွဲတဲ့ခါမှာဘာဖြစ်သွားဒီနိုင်ငံတွေအားလုံးကဝိုင်းပြီးတော့ဖန်ဝရန်ထုတ်မယ်ဟဲ့ဆိုရှင်တော့ပြည်တင်းရင်မင်းမခံနိုင်သလိုကဘာတင်းရင်လည်းခင်ဗျားတို့တရားစွဲနေသူမခံနိုင်ပါဘူးနော်မြန်မာနိုင်ငံတိုင်းသားတွေနိုင်ငံကိုချစ်တာလားတဲ့လူမျိုးကိုချစ်တာလားကိုမအောင်တဲ့နိုင်ငံကိုချစ်တာလားလူမျိုးကိုချစ်တာလားเนาะဒီတိုင်းသားတွေကိုယ်တိုင်လည်းကိုယ့်ပြန်မေးရမှာပေါ့နော်သူတို့သိထားတဲ့နိုင်ငံဆိုတာဘာလဲမြန်မာနိုင်ငံလားဒါမှမဟုတ်ကရင်နိုင်ငံလားချင်းနိုင်ငံလားဒါတွေကရှိသေးတာဟုတ်နော်အဲ့တော့တိုင်းသားတွေအားလုံးပဲလေဒီမေးခွန်းပြန်ဖြေရမှာပါကျွန်တော်ကသူတို့သွားပြီးတော့ပြောလို့မရအောင်เนาะသူတို့သိထားနိုင်ငံငါတို့ကနိုင်ငံချစ်တာပဲဟုတ်သူတို့ချစ်တဲ့နိုင်ငံကကရင်နိုင်ငံဖြစ်နေဘယ်လိုလုပ်မလဲเนาะသူတို့ချစ်တဲ့နိုင်ငံကမော်နိုင်ငံဖြစ်နေရင်ဘယ်လိုလုပ်မလဲအဲ့တော့နိုင်ငံကိုချစ်ကြတာချင်းတော့တူတူပဲအဲ့တော့နိုင်ငံဆိုရရှိနေသေးလားเนาะဒါတွေကမေးရမယ့်မေးခွန်းတွေပါခင်ဗျเนาะနောက်ဆုံးတော့စစ်ခုံရုံးမှာပဲစစ်ကောင်းဆောင်တွေဖြည့်ရှင်းရမယ့်အမှုဖြစ်သွားမှာပါမစင်ကာပူကပြောနော်အဲ့တော့စစ်ခုံရုံးမှာစစ်ကောင်းဆောင်တွေဖြည့်ရှင်းရမှာမှန်တယ်ဒါပေမဲ့တော့ဒီပေါ့ crimes against humanity လို့ခေါ်သွားတယ်ဆိုပြောလို့ရတယ်ဆိုလို့ကျွန်တော်ကလူသားမျိုးနွယ်စုပေါ်မှာကျူးလွန်တဲ့ပြစ်မှုဖြစ်သွားတယ်